မင်္ဂလာပါဒီတာသင်ခန်းစာကတော့ယခုပုံစံအတိုင်းဖိတ်စာကတစ်ခုပြုလုပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ arrow ယူထားတယ်เนาะ arrow ယူပြီးတော့သူ့ကို click တစ်ချက်နှိပ်မယ်ပြီးရင်သူတစ်ချက်ပြီးရင်သူတစ်ချက်အဲ့တော့ကျွန်တော်ဒီမှာ t ကိုကျွန်တော်3ခါယူထားပါเนาะအဲ့ဒီဘောတစ်ခုဒီ layer တစ်ခုကကျွန်တော် character map ထဲကပုံလေးတစ်ခုယူထားတယ်ပြီးရင်ဒီတစ်ခုကဒီအစအဆုံးပေါ့เนาะဒါတွေအားလုံးကိုကျွန်တော် selection ပေးပြီးတော့ဒါဒီတစ်ခါတည်းနဲ့ပေါ့เนาะဒီတစ်ခါတည်းနဲ့ရိုက်ထားပါတယ်အဲရိုက်ပြီးကျွန်တော်ဒီအပေါ်ကမင်္ဂလာအခမ်းပွဲဖိတ်ကြားလာဆိုတာကိုကျွန်တော်ဖောင်ပြောင်းထားတယ်ပြီးရင်သူတို့သားရဲ့အဖေအမေရဲ့သူတို့သမီးရဲ့အဖေအမေနာမည်တွေကိုဖောင်ပြောင်းပြီးတော့ဒါတည်တောင်းလုပ်ထားတယ်ပြီးရင်ကျွန်တော်ဒီအထက်ကစာတွေပေါ့ဒီထက်ကစာတွေကတော့ကျွန်တော် win in one ဖောင်နဲ့ပဲရိုက်ထားပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်စာရွက်အသစ်ကိုယူမယ်ယူပြီးရင်သူဖြတ်လိုက်မယ်နော်ဖြတ်ပြီး D ကိုယူမယ်ယူပြီးရင်ဒီနောက်ပါပေါ့နော်စာရတာဖိတ်ကြားလာပြီးရင်ကျွန်တော် arrow ယူလိုက်မယ်နော် arrow ယူပြီးသူ့ကို click တစ်ချက်နှိပ်ကြည့်မယ်အဲ့တော့ကျွန်တော်ရှေ့သင်ခန်းစာမှာဒီ select ပေးထားတာဒီအတိုင်းတာလေးပေါ့ဒီလောက်လေးပဲပေးထားတဲ့အတွက်သူကကျွန်တော်ဒီဘက်ကိုဆက်ရိုက်လဲဒီဘက်ကိုဆက်မသွားဘူးပေါ့နော်ကျွန်တော်ဒီကြားထဲမှာ enter မခောက်ဘူးနော်သူကသူအောက်ကိုဆင်းသွားပါပေါ့အဲ့တော့ကျွန်တော်ဒီကောင်ကိုချဲ့ပေးလိုက်မယ်နော်ဟုတ်ပြီချဲ့ပေးပြီးကျွန်တော် T ကိုပြန်ယူမယ်နော်ယူပြီးရင်သူ့ကိုကျွန်တော် backspace နဲ့တစ်ချက်ပြန်ဆုပ်လိုက်မယ်ကျဲနေလို့ပေါ့နော်ပြီးရင် control A ပြီးသွားရင်ကျွန်တော် site ကတားကြီးနေ36ထားလိုက်မယ်ပြီးရင် arrow ယူမယ်သူ့တစ်ချက်နှိပ်ဒီကောင်ကအကျဲဖြစ်နေပြီဒီလောက်ပေါ့နော်ပြီးရင်အလဲစင်တာကိုပို့ထားလိုက်မယ်နော်ဟုတ်ပြီပြီးသွားရင်ကျွန်တော် D တစ်ခါယူမယ်ယူပြီးရင်ကျွန်တော် D ကနေD ပေါ့ဆက်လက်ပေးလိုက်ပြီနော်ဆက်လက်ပေးပြီးရင်ဒီအောက်ကကျွန်တော်အလဲစင်တာပေါ့နော်အလဲစင်တာနဲ့ရိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဒီဘက်ကကျွန်တော်ဘယ်ကိုကတ်နေလဲမလှဘူးဒါတွေကညာကိုကတ်နေလဲမလှဘူးကျွန်တော်ဒီ full justify ပေါ့နော် justify ဆိုရင်လည်းကျွန်တော်ဘယ်ကိုလဲညီမယ်ညာကိုလဲညီမယ်အဲ့လိုလဲမလှဘူးဘာလို့ဆိုတော့ကျွန်တော်ဖိတ်စာဆိုတာကကျွန်တော်ဒီအလဲလေးမှာပဲစုနေမှာဒါကြည့်လို့လှတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်အလဲကိုစုမယ်ပြီးရင်ကျွန်တော် T ကိုပြန်ယူမယ်ဒီမှာ time new roman ဆိုတာအင်္ဂလိပ်ဖောင်ကြီးเนาะအဲ့ဒီအင်္ဂလိပ်ဖောင်ကိုကျွန်တော် win in 1ပြောင်းမယ်เนาะအဲ့တော့ win ထဲမှာကျွန်တော် win in 1လည်းအများကြီးရှိတယ်เนาะအဲ့တော့ရိုးရိုး win in 1ပေါ့နံပါတ်မပါတဲ့ဟာပေါ့เนาะအဲ့တော့ win in 1ဒီမှာ win in 1เนาะဒီအောက်ကနံပါတ်တွေမသုံးเนาะ win in 1ယူမယ်ယူပြီးရင်ကျွန်တော်ဒီမှာ click တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်စကိုင်းတိုင်းဒေတာကြီးပြီးရင်ပုတ်ကလေးချမယ်စကိုင်းမြို့ပြီးရင်ပုတ်ကလေးချမယ်အမတ်7 cherry လမ်းနေပြီးရင်ကျွန်တော် enter ခောက်မယ်နော်အဲ့တော့ဒီပြားကတော့ကျွန်တော်ဖိတ်စာကတစ်ခုဖြစ်သွားအောင်သာလုပ်တာနော်ဒီမှာစကိုင်းတိုင်းဒေတာကြီးစကိုင်းမြို့မှာအမှတ်7 cherry လမ်းရှိကြမှာရှိမယ်နော်ဒါကျွန်တော်အဆင်ပြေသလိုရေးထားတာပါပြီးရင်ကျွန်တော်ဒီမှာဒီအောက်ကဦးတင်မောင်ဝင်းတို့ဖားလို့ကြတော့သူက enter ခောက်ပြီးတော့စက်ရေးတယ်ရေးပြီးရင်ကျွန်တော်ဒီအောက်တစ်ခုစင်းကြီးပေါ့နော်တစ်ခုချင်းစီကိုကိုရေးတဲ့စာပြတစ်ဖြတ်ရောက်သွားရင် enter ခောက်သွားမယ်နော်ဒါတော့လှမဲ့ပုံစံလေးတော့ကိုအဆင်ပြေသလိုချိန်ရတာပေါ့ဘာလို့လဲဆိုတော့ဒီမှာစကိုင်းမြို့ကဒီအရှိကိုရောက်သွားဆိုဒီလေတန်းရက်တာရှိသွားမှာအဲ့လိုလေတန်းရက်တာရှိပြီးဒီကောင်ကတူသွားရင်ဒါကျွန်တော်ဖိတ်စာကြည့်လို့မလှဘူးပေါ့နော်အဲ့တော့စာကတော့ဒါကိုအဆင်ပြေသလိုပဲဒါချိန်ကြည့်ရတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကောင်တော့အစားဆုံးရိုက်မိနေတော့เนาะဘာလို့ဆိုတော့အနာတစ်ခုခောက်ပြီးတော့ဒါအားလုံးအတူတူပဲเนาะအင်္ဂလိပ်လို့ဆိုရင်တော့ကျွန်တော်ဒီရိုက်နေတဲ့ time new roman ကိုပြန်ပြောင်းတာပေါ့เนาะအဲ့လိုအင်္ဂလိပ်ကို time new roman ပြောင်းတဲ့စာအကောင်လုံးဆက်လက်မပေးပဲပြောင်းတာเนาะပြီးရင် control C ဒီကောင်ယူလိုက်မယ်เนาะယူပြီးရင်ကောင်ကို control V ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကောင်ကတော့ကျွန်တော်ရှေ့တင်ဒီရှေ့တစ်ခုပေါ့เนาะရှေ့တစ်ခုမှာကျွန်တော်ညှိထားတာဖြစ်တဲ့အတွက်သူကကွက်တိကြတာပေါ့เนาะတစ်ခါလေးကျကျွန်တော်ဒီကောင်ကိုဆက်လက်ပေးလိုက်မယ်နော်ဖောင်းကကျွန်တော်ဓာတ်ကြီးနေရပါဒီလိုဓာတ်ကြီးနေပါဗျာရိုက်နေနေရတော့ကြီးကျင်လဲကြီးပြီပေါ့ဆက်ရိုက်တာပေါ့နော်ဒီလိုအောက်တေတီဆင်းသွားတယ်လို့ဒီအောက်တေတီဆင်းသွားတယ်ဆိုရင်ဆက်လက်ပေးပေါ့ပေးပြီးမှဖောင်းလေးကိုဒါတေချာပြန်ချိန်ပေါ့နော်ဒီမှာဆို24လဲဆင်မပြေသေးဘူး
18ပေါ့နော်18ဆိုရင်ဒီကောင်ကစာလေးတွေအထဲဝင်သွားပြီပေါ့နော်ပြီးရင်ကျွန်တော် control ဟုတ်ပြီအဲ့တော့ကျွန်တော်စာရိုက်ပြီးသွားပြီပေါ့နော်စာရိုက်ပြီးသွားပြီဆိုရင်သူ arrow ယူမယ်နော်ပြီးရင် click တစ်ချက်နှိပ်မယ်နှိပ်ပြီးဒီမှာအလဲမဟုတ်ဘူးနော်အလဲမဟုတ်ဆိုတော့ဘေးကိုရွှေ့လိုက်မယ်ဒီတိုင်းပေါ့နော်ဘေးကိုရွှေ့လိုက်တော့ဒီကောင်ကအပြင်ရောက်နေဒီကောင်ကအကျဲရောက်နေနော်အဲ့တော့ဒီကောင်လေးကိုနည်းနည်းလေးထည့်ပေးလိုက်โอเคဒီလောက်ဆိုရင်ကျွန်တော်ဒီမှာစာလေးတွေကဒါနည်းနည်းညီသွားပြီပေါ့နော်ညီသွားပြီဆိုရင်ကျွန်တော်ဒီကောင်းပေါ့နော်တီကိုယူမယ်ယူပြီးရင်ဒီနာမည်တွေပေါ့သူတို့သားရဲ့အဖေအမေနာမည်ရဲ့သူတို့သားနာမည်သူတို့သမီးအဖေအမေနာမည်သူတို့သမီးနာမည်အဲ့ဒါကိုကျွန်တော်ဒီဆက်လက်ပေးပေါ့ပေးပြီးရင်သူ့ကိုဒီတီပေါ့နော်တီရတော့ဒါ original အတိုင်းပေါ့နော်အဲ့ဒီမှာဘာယူလိုက်လဲဆိုတော့ဝင်းတောင်ကြီးဆိုတဲ့ font နဲ့ကျွန်တော်ပြောင်းလိုက်ပါတယ်ဒါကြောင့်သူကတခြား font နဲ့မတူတော့ဘဲနဲ့အတွန်လေးနေပြီးတော့မဲနေတာပေါ့နော်အဲ့တော့ကျွန်တော်တခြားဟာတွေကတော့ဝင်းဝါဖောင်းနဲ့ပဲရိုက်ပါတယ်ဘာလို့ဆိုတော့တခြားဟာတွေကိုလည်းဖောင်းအလှသုံးလိုက်တယ်ဆိုရင်ဒီဖိတ်စာကကြီးကရှိသမျှစာတွေကအကုန်အလှတွေဒီဇိုင်းနေနဲ့ကြာကြည့်လို့မလှတော့ဘူးနော်ဟုတ်ပြီအဲ့တော့ကျွန်တော် arrow ယူမယ် arrow ယူပြီးရင်ကျွန်တော် T ကိုတစ်ချက်ပြန်နှိပ်ပြီးမလုပ်မလဲဆိုတော့ဒီအပေါ်ခေါင်းစဉ်နော်ခေါင်းစဉ်ကျွန်တော်ဖောင်းဝင်ပြောင်းရတယ်အဲ့ဒါကိုဆက်လက်ပေးမယ်ပေးပြီးရင်ကျွန်တော်ဒီမှာဝင်းထဲမှာမဖောင်းနေအများကြီးရှိရနော်ဒီမှာဆိုရင်လည်း win claw ဆိုလေဒီကောင်လေးက found လှတယ်နော်အဲ့တော့ win found နေတယ်မှာတော့အလှတွေအများကြီးရှိပါတယ်ဒါကတော့ကိုကြိုက်တာတွေရွေးပါကိုအဆင်ပြေတာကိုသုံးလို့ရပါတယ်ဒါဆိုမော်လည်းအများကြီးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာ win တောင်ကြီးပဲသုံးလိုက်မယ်ပြီးရင်ကျွန်တော် arrow ယူမယ်သူတစ်ချက်နှိပ်ဒါဆိုစံနာညီတယ်ဟုတ်ပြီကျွန်တော်ဒီအလဲကနော်ဒီအလဲက character map ထဲကမယူတော့နော်ကျွန်တော်ဒီဟာပေါ့နော်ဒီဟာကိုဒါကျွန်တော်ဒီ character map ပေါ့နော် character map ထဲကယူထားတာပါအဲ့တော့ကျွန်တော်ဒီကောင်ကိုတစ်ချက်နှိပ်မယ်အဲ့တော့ character map ကတော့ကျွန်တော်ဒီ window accessory တွေကတော့ဖော်ထားတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကောင်တော့မသုံးတော့ဘူးเนาะဘာလို့ဆိုတော့ကျွန်တော်ဒီအသေးပုံလေးလိုက်ရှာနေရမှာကြာသွားမှာဆိုလို့เนาะအဲ့တော့ဒီကောင်လေးကိုပဲ click တစ်ချက်နှိပ်မယ် control C ပြီးရင်ကျွန်တော်ဒီပြန်ချမယ်ဆို D လေးယူเนาะ D လေးယူတော့နေရာထားပေးလိုက်ပေါ့ control V sorry control Z ပြန်ယူမယ်ဘာလို့ဆိုတော့ဒီကောင်အပေါ်တက်သွားเนาะအဲ့တော့ဒီနားလောက်မှချပေးလိုက် control V ဟုတ်ပြီအဲ့တော့ T ကိုယူမယ်နော် T ကိုယူပြီးသူ့ကိုတစ်ချက်နှိပ်ကြည့်ဒီကောင်အတိုင်းရှည်လို့စာတွေပြောက်ကုန်တယ်နော်ဒီကောင်ကိုတိုးပေးလိုက်တိုးပေးပြီးအလဲရွှေ့လိုက်မယ်ဒီတိုင်းလေးပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဖိတ်စာကကလေးကဒါလှသွားပြီပေါ့နော်ဟုတ်ပြီအဲ့တော့ character map ကကျွန်တော်ဒီမှာပုံတွေကတော့အများကြီးရှိတယ်အဲ့တော့တစ်ခုချင်းစီဒီဟာယူလိုက်ဟိုဟာနှိပ်လိုက်ဆိုရင်ဒါကျွန်တော်ပုံကလည်းရွေးရသေးတယ် font နဲ့ချိန်ရသေးတယ်ဆိုရင်ကြာတာပေါ့နော်အဲ့ခါကျကျွန်တော်ဒီ font ပေါ့နော်ဒီ font အတန်းလိုက်အပြာလေးဖြစ်နေပြီဆိုရင်ကျွန်တော် keyboard ကအများလေးအပေါ်အများပေါ့နော် arrow များလေးနဲ့တစ်ခုချင်းစီရွှေ့လို့ရပါတယ်ဒီတိုင်းလေးပေါ့ဒါဆိုရင်ဒါအထက်ကပစ္စည်းလေးရှားတာလွယ်တာပေါ့နော်ဒီတိုင်းလေးပေါ့နော်အဲ့တော့ဒီထက်ပစ္စည်းလေးကတော့ဒါမှုံဝါးလေးတေးသေးလေးပေါ့နော်အဲ့ဒါတော့ကိုယ်အဆင်ပြေသလိုချဲ့ကြည့်ရအောင်ပေါ့နော်ဒီတိုင်းလေး click တစ်ချက်နှိပ်လိုက်ရင်ဒါကျဲသွားတယ်နော်အဲ့လို click တစ်ချက်နှိပ်လိုက်ရင်ကျွန်တော် arrow ရွှေ့လို့မရတော့ဘူးနော်အဲ့ဒီခါကျရင်ကျွန်တော်ဒီအပေါ် font ပေါ့နော် font တန်းကိုပြန်သွားမယ်သွားပြီးတော့တစ်ခုခုပေါ့နော်တစ်ခုရွှေ့လိုက်ဒါဆိုဒီမှာအပြာလေးဖြစ်သွားတယ်အဲ့ဒီခါကျရင်ကျွန်တော်ပြဒီ keyboard က arrow လေးနဲ့ပြန်ပြီးရွှေ့လို့ရတယ်နော်ဒီထဲကပစ္စည်းလေးတစ်ခုသွားထောက်လိုက်ရင်တော့ဒါရွှေ့လို့မရတော့ဘူးနော်အဲ့လိုခါကျရင်ဒီကောင်ပြန်နှိပ်ဒါဆိုရင်ပြန်ပြီးတော့ရွှေ့လို့ရပြီပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကောင်ပိတ်လိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာဖိတ်စာကတ်ကတော့ဒါ A4 စာရွက်ကိုကျွန်တော်ဒီအလဲပိုင်းပြီးတော့အပေါ်အောက်ရိုက်တာပေါ့နော်ပြီးရင်ကျွန်တော်ဒီဘက်ကိုကြည့်မယ်အဲ့တော့အောက်မှာတစ်ခုရှိသေးတယ်နော်ဒီအောက်ကိုတော့ကျွန်တော်သင်ခန်းစာကြီးတအားရှည်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်နောက်သင်ခန်းစာရောက်မှာပဲဆက်ပြီးရိုက်ပြပါမယ်